အားလုံးပဲမင်္ဂလာပါဖြိုး channel လေးမှာပြန်လည်ကြိုဆိုပါရစေဖြိုးဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဗောနော်ငလင်တန်ကျောင်းအင်းဝမြို့မှာရေရောက်နန်းတော်ကြီးတစ်ခုပေါ်ပေါက်လာတဲ့ပုံပဲဖြစ်ပါတယ်အဲ့ဒီဟာကိုဖြိုးနဲ့အဲ့ဗီဒီယိုလေးကိုအစားဆုံးလေးတူကြည့်လိုက်ကြရအောင်ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့ရေနန်းတော်ဆိုလားမသိဟုတ်လားကိုရေနန်းတော်လားဟုတ်တယ်ရေနန်းတော်ဒီအင်းဝအကိုကြီးတွေလည်းတစ်ခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲ့ကြောင်းပေါ်လာဟုတ်လားဒီငလင်းအဲကြောင်းပေါ့အဲ့ဒါပေါ်လာတာလက်ရှိတွားပြီးတော့မှလေးလာမှာဟုတ်ရဲ့ကွကဲအားလုံးပဲဘဝတုဒ္ဒရအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါအောင်နော်ကဲဒါကတော့ line မောင်ကလူတွေရောဗောနော်အကုန်လုံးအဝေးကလူတွေရောဒါဒီကိုကြီးကပြောတာဒါကြီးလိုက်လို့ကြီးရတာဗောနော်ကြီးကံပါလို့အခုဒါကတော့နေကန်ကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးနော်ဟုတ်တယ်ဒါမျိုးကဟုတ်ကဲ့ပါခုသွားကြည့်နေပါပြီလို့ရှေ့ဆိုရောက်တော့မှာပါနော်ဒါလေးစောင့်ကြည့်ပေးကြပါအောင်ဗျဟုတ်ကဲ့ပါအခုကတော့ရောက်ပါပြီလို့အခုပါကိုရေနန်းတော်ကြီးဖြစ်ပါတယ်ဒါပေါ်ရမယ့်ဟာရွှေရှေးရောက်နေမှာပါတယ်ဟောရှေးရောက်နေမှာပါတယ်ဩဒီမှာပါရေနန်းတော်ကြီးပါတဲ့အောက်ထဲမှာကြံသေးတယ်အောက်ထဲမှာကြံသေးပါသေးရဲ့ဒီဘက်ထိပဲဒီမှာဒီရှားလေးတော့တော့တော့မဒီဒီပဲဟိုဒီဟုတ်ကဲ့ဒါပေါက်လေးဒီဘက်မှာဟုတ်ဒီကြီးထဲမှာမြုပ်နေတာမဟုတ်ပါဒီမှာအဲ့ဖော်မှာလို့အဲ့ဖော်မယ်လို့ပြောတာပဲဒါကြီးဖော်မှာအဲ့ဒါနန်းတောင်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာဟောမယ်ဆိုရင်ဒီမှာကြည့်ကြပါဗျာရေနန်းတော်အဆောင်ကြီးပေါ့ဒီမှာဒီဥစ္စာဒါဒီနန်းတော်ဒါလေးအဲ့ဒါတော်တော်ဖွားမှာနော်ဖွားမှာပါဒါကျွန်တော်ဒီသက်ခုမှမြင်ဘူးလေရေနန်းတော်အဲကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဒါခုပေါ်လာတာအောက်ထဲမှာကြံသေးတယ်ဒီမှာဒါဟွာတွေတိုင်နေမထားတိုင်ဟုတ်တယ်တိုင်ပနတ်အော်ဒီဘက်ပဲလိန်နေပါဘာနော်ကိုကြီးနော်အရှိကြီးပဲရှင်းရမဟုတ်ဘူးဟိုဘက်ထိပဲဟိုဘက်ထိဟုတ်တယ်ဟိုဘက်ထိဟိုကနေရှင်းရနေပြီးတော့ဒုံလေးသွားကြည့်ဒီတောင်းချောက်ဒီမှာပြောပြဒုံလေးကြည့်ဒီမှာနေဟိုမဟုတ်ရှင်းလိုက်ဟိုရှင်းတယ်ဟုတ်တယ်တော်တော်လေးမဟုတ်ဘူးဟိုထိတ်ကြီးပဲဟိုရှင်းလိုက်ပါလားရှင်းသားထိပဲဖြိုးရဲ့ channel လေးမှာဘူးတုဒ္ဒရနဲ့ဟာတာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ဖြိုးရဲ့ channel လေးကို like and subscribe လေးနှိပ်တော့ကြဖို့မမေ့နဲ့ဦးနော်အားလုံးပဲတက်တာ